ထိတ်တဲလူသက်သမားတယောက်ဟာကျဲဥကိုဇွန်းနဲ့ခောက်ပြီးစားဖို့ပြင်နေတော့မှပဲထုံးစံတဲ့အရာတစ်ခုကိုတတိထားမိသွားပါတယ်။သူ့လက်ထဲကဇွန်းနဲ့အလင်းပြန်မှုတွေကနေတဆင့်အဝေးကတောင်ကုန်းပေါ်မှာသူ့ကိုချိန်ရွယ်နေတဲ့အမျိုးသမီးစနိုက်ပါသမားတယောက်ကိုရုတ်တရက်မြင်လိုက်ရတာပါ။သူထိတ်လန့်သွားပြီးမလုံမညံ့ဖြစ်နေတော့မှပဲရန်သူ့ဘက်ကကြီးစန်းကထွက်လာခဲ့ပါပြီ။ကန်ကောင်းကျင်တော့သူကအနှဲငယ်တိမ်းဆောင်းလိုက်တာကြောင့်ကြီးစန်းဟာသူ့နားကနေကက်ပြီးလွဲထွက်သွားပါတယ်။အသက်အန်ဒီရဲ့နီးကပ်လာတာကိုတိလိုက်တဲ့သူဟာချက်ချင်းပဲခုန်ထွက်ပြီးအကာအကွယ်ယူလိုက်ရပါတယ်။ဒါပေမဲ့စနိုက်ပါသမားကလက်လျှော့မဲ့ပုံမပေါ်ပဲတန်းချက်ကဖောက်ကြီးစန်းတွေနဲ့ပါဆက်တိုက်ပစ်ခတ်ပါတော့တယ်။ဒီအခြေအနေမှာသူဟာသူ့ရဲ့လျှို့ဝှက်လက်နက်ကိုထုတ်သုံးဖို့ဆုံးဖြတ်လိုက်ပါတယ်။သူလက်ခုပ်တစ်ချက်တီးလိုက်တာနဲ့သူ့ပတ်လည်မှာရွှေအောင်လက်စုပ်ခုံးနေကွန်းချက်ချင်းထွက်ပေါ်လာပါတယ်။သူ့ရဲ့လက်ဟန်ခြေဟန်အနှဲငယ်နဲ့လေထဲမှာလက်နက်တွေဟာအလိုလျောက်တက်ဆင်သွားပြီးစက္ကန့်ပိုင်းအတွင်းမှာပဲဒရုန်း3စီးဖြစ်သွားပါတယ်။ဒီဒရုန်းတွေဟာတောင်ကုန်းပေါ်ကစနိုက်ပါသမားစီကိုအမြန်နှုံးနဲ့ပြန်တန်းသွားပါတော့တယ်။သူကတော့အကာအကွယ်နောက်ကနေဒရုန်းတွေစီကလာတဲ့ဗီဒီယိုဖိုင်ကတဆင့်ရန်သူ့လှုပ်ရှားမှုကိုစောင့်ကြည့်နေပါတယ်။စနိုက်ပါသမားဟာပင်းမတ်ကိုထပ်မံချင်းရွယ်နေတော့မှပဲသူ့စီကိုဦးတီလာတဲ့ဒရုန်းတွေကိုတတိထားမိသွားပါတယ်။လူသက်သမားကဒရုန်းတွေနဲ့စတင်တိုက်ခိုက်တဲ့အခါမှာတော့စနိုက်ပါသမားဟာလေးမြန်စွာပဲကျိုးကိုသူ့ခါမှချီနားကက်တင်နဲ့ဒရုန်းတစ်စီးကိုပစ်ချိတ်ပြီးခုန်ထွက်လိုက်ပါတယ်။ဒရုန်းကနေကြီးစန်းတွေမိုးရသလိုပိတ်ခတ်နေပေမဲ့သူမကတော့ကျွမ်းကျင်စွာနဲ့ရှောင်တိန်ရင်နောက်ဆုံးမှာတော့6ကန်းဖားပုံကနေခုန်ချပြီးထွက်ပြေးသွားပါတော့လေ